တော့တချို့တော့မေကွန်းလေးတွေနောက်ဆုံးပိုင်းဖြစ်ပါတယ်အခုနံပါတ်15လေးဖြည့်ကြည့်ပါမယ်15က historical circumstance မေးတာဖြစ်တဲ့အတွက်ဘယ်လိုဖြေရမလဲဆိုတာအရင်တော့ရှင်းပြခဲ့ပြီเนาะမမှတ်မိမှာဆိုလို့တစ်ခေါက်တော့ထပ်ပြောပြပါမယ် historical circumstance shape ဆိုတာသမရကဒီထဲမှာတခုခုပြောနေလိမ့်မယ်စစ်တိုက်ဖို့ပဲဖြစ်ဖြစ်ဒီစစ်ပွဲကနေပြီးတော့ပြန်ဆုတ်ဖို့ပဲဖြစ်ဖြစ်တခုခုပြောနေမယ်သမရကဘာကြောင့်အဲ့လိုပြောတာလဲဘာဖြစ်ပြကြောင့်သူလို့ပြောရတာလဲဆိုပြီးတော့မေးတာပါဒီလိုမေးခွန်းမျိုးဆိုရင်ခုနှစ်ကြည့်ပြီးဖြေလို့ရတယ်เนาะဒီဟာလေးအချိန်ပေးပါမယ်2မိနစ်မှတ်ပေးမယ်เนาะစပြီးတော့ဖြည့်ကြည့်ပါဖြေလို့ပြီးပြီထင်ပါတယ်ဒီတော့အဖြေတိုက်ပေးပါမယ်မေကွန်းဖြေတဲ့အဆင့်တွေကပထမဆုံးအဆင့်တွေဘာလို့ရမလဲဆိုတော့ခေါင်းစဉ်ဖတ်မယ်စစ်အေးတိုက်ပွဲကကြတော့ဒုတိယကမ္ဘာစစ်ပြီးတဲ့ကာလကနေစပြီးတော့မှ1991တိဖြစ်တာအခုက1981ဆိုတော့စစ်အေးတိုက်ပွဲကာလတွေရောက်နေပါတယ်စစ်အေးတိုက်ပွဲအတွင်းမှာဆိုရင်သူတို့ကတခြားနိုင်ငံစစ်ပွဲတွေမှာလည်းဝင်ပါခဲ့သေးတယ်ဒီကြတော့ဒီဟာလေးကိုဖတ်ကြည့်တဲ့အခါမှာcapital letter နဲ့ရေးထားတဲ့ဟာလေးတွေ့ရဗီယက်နမ်နဲ့အဲ့ဒါကြောင့်အတိအကျပြောရမယ်ဆိုရင်ဒီမိတ်ခွန်းကဗီယက်နမ်စစ်ပွဲနဲ့သက်ဆိုင်နိုင်ခြေရှိပါတယ်ဒါခေါင်းစဉ်ကိုပဲကြည့်ပြီးတော့ခံမှန်းလိုက်တာဖြစ်တယ်ဒီခေါင်းစဉ်ကြည့်ပြီးပြီဆိုတော့မေကွန်းဖတ်မယ်မေကွန်း historical circumstance သမရကဘာကြောင့်အခုလိုပြောရလဲဆိုပြီးတော့မေးတာ British တို့ background knowledge အရာဗီယက်နမ်စစ်ပွဲအကြောင်းစဉ်းစားကြည့်မယ်ဆိုရင်အဲ့ဒီဟာ American တွေစစ်ရှုံးပြီးတော့ထွက်ပြေးခဲ့ရတဲ့ပွဲပါဒီတော့အဖြေထဲမှာ negative point of view နဲ့ပြောထားတာလေးရှာကြည့်မယ်ဘယ်ဟာဖြစ်နိုင်လဲ negative point of view နဲ့ပြောထားတာကိုရွေးကြည့်ဟုတ်တယ် choice B မှာလူတွေအများကြီးတည်တယ်တည်တဲ့အတွက်သူတို့ဒီ system တိုက်တော့လို့ပြောထားတယ် B လည်းဖြစ်နိုင်တယ် C လည်းဖြစ်နိုင်တယ် economic burden ဆိုတာသူတို့ပတ်စံသိမ်းမရှိတော့ဘူးစစ်တိုက်ဖို့အတွက်တဲ့ negative point of view နဲ့ပြောထားဒီနှစ်ခုဖြစ်တဲ့အတွက်စာအုပ်သွားဖတ်ကြည့်ပါမယ်ဖတ်ကြည့်လိုက်တဲ့အခါစစချင်းမှာတော့ဒီ Winter Soldier ဆိုတဲ့အဓိပ္ပာယ်လေးကိုရှင်းပြထားတယ်ကျွန်တော်တို့နိုင်ငံကိုကိုယ့်နိုင်ငံကိုပြန်လာတင်ပြီပေါ့ဒီသူတို့ကျူးလွန်ခဲ့တဲ့ crime တွေအကြောင်းပြောတယ်ရာဇဝတ်မှုတွေပြီးစိတ်ခံစားချက်တွေအကြောင်းပြောထားတယ် chance to die တည်တယ်ဆိုတဲ့အကြောင်းတွေရေးထားတယ်ဒါကြောင့်မို့လို့သူတို့စုတ်ခွာရလူတွေတည်လို့ပါအဖြေက choice B ဖြစ်ပါတယ် C မှာပြောထားသလိုမျိုး economic အကြောင်းဒီထဲမှာမတွေ့ပါဘူးတခြား A နဲ့ D ကရောဘာကြောင့်ပယ်လဲဆိုတာရှင်းပြပေးပါမယ်ဒါကအစောကြီးရပါတော့ဒီစာပိုက်ကဖတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင် monster တို့ဘာတို့အဲ့လိုမျိုး negative point of view နဲ့ရေးထားဖြစ်တယ် A မှာကကြတော့ support ထောက်ခံနေဆိုပြီးရေးထားတယ် choice ဒီမှာဆိုရင်လည်း American ဒီပညာအားတာတွေပေါ့ကောင်းကြောင်းပြောနေစာပိုက်ကမကောင်းကြောင်းပြောတာဆိုတော့ A နဲ့ D ကတော့ auto အစောကြီးကပယ်ထားတာပါဒီဟာလေးနားလဲမယ်လို့ပြောနေပါတယ်16ကကြတော့ဒီမေကုန်းလေးမှတ်မိလားမသိဘူးအရင်ဖြေကြည့်ပါ
choice A မှာဆိုလို့ရှိရင်သူရေးထားတဲ့စာကြောင်းကြည့်လိုက်စာပိုက်တဲ့ဟာအတိုင်းတပုံစံနဲ့ပြန်ရေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘောစာပိုက်ကြီးကိုဖတ်ဆရာမလိုဘူးအဖြေကိုပဲကြည့်ပြီးတော့မှဖြေလို့ရပါတယ်အရင်ဖြေကြည့်ပါ2မိနစ်အချိန်ပေးပါမယ်ပြီးတော့မှအသေးစိတ်လေးပြန်ရှင်းပြမယ်ဟုတ်ပြီအချိန်ပြည့်ပြီဆိုတော့ဒီဟာကဗာမေးလဲဆိုတော့ Harry ဆိုတဲ့လူက congressman ကစစ်ပွဲကနေပြန်ဆုတ်ခွာဖို့ပြောနေရဆိုတဲ့စာကြောင်းကိုရွေးပေးရမှာဖြစ်တယ်။ choice A ကိုဖတ်ကြည့်မယ်ဆိုရင် winter soldier ဆိုတာတဲ့ဖြစ်ပါတယ်။အဲ့တော့ winter soldier ရဲ့အဓိပ္ပာယ်ကိုရှင်းပြတာပါ။မိကုန်းက winter soldier ရဲ့အဓိပ္ပာယ်ကိုမေးရလား။မဟုတ်ဘူးနော်။မဟုတ်တဲ့အတွက် A ကိုပယ်။ choice B မှာကြတော့ coming back from Vietnam ပြန်လာရဲဆိုတဲ့အကြောင်းလို့ပါတယ်ဒါပေမဲ့သူကပြန်လာရဲအကြောင်းအဓိကပြောတာမဟုတ်ဘူး result of the feeling စိတ်ခံစားချက်အကြောင်းအဓိကပြောထားဖြစ်တယ်ဒါကြောင့် B ကိုလည်းပယ်ခဲ့ပါမယ် choice မှာကကြတော့ monster ဖြစ်လာတဲ့အကြောင်းတွေသူတို့တွေအကြမ်းဖက်မှုတွေလုပ်ခဲ့တဲ့အကြောင်းတွေအဲ့ဒါတွေရေးထားတယ်ဒီချာတို့သိချင်တာ monster ဖြစ်တဲ့အကြောင်းအကြမ်းဖက်မှုဖြစ်တဲ့အကြောင်းလားမေးခွန်းပြန်ကြည့်မဟုတ်ဘူးနော်မဟုတ်တဲ့အတွက် C ကိုလည်းပယ်တယ်ဖြေက choice D ပါကိုနိုင်ငံကိုပြန်လာပြီးတော့အေးစစ်စစ်နေလို့ရဗီယက်နမ်မှာစစ်သွားမနိုင်ဖ ೇನೆ ကိုယ့်ဘာကိုတိတ်တိတ်ဆိတ်ဆိတ်လေးမဆိုင်လို့ပဲနေကြတော့ဆိုပြီးတော့ပြောထားတယ်ဒါကစစ်ပွဲမှာမပါတော့ဖို့အဓိကပြောထားတာဖြစ်တဲ့အတွက် D ကအဖြေမှန်ဖြစ်ပါတယ်နည်းနည်းဆိုဆိုတာဖြစ်เสียရှိတာကတော့ choice B ပေါ့နော် B မှာကပြန်လာဆိုတဲ့အကြောင်းပါပဲမဲ့သူကကြတော့ပြန်လာတဲ့အကြောင်းအဓိကမဟုတ်ဘဲနဲ့ feelings အကြောင်းအဓိကပြောထားတာမို့လို့ပယ်လိုက်တာပါအဖြစ်တစ်ခုဆိုရင်ဆိုတာဖြင့်အဲ့လိုအသေးစိတ်ကြည့်ပေါ့နော်ပုံနေတဲ့အချက်တွေပါနေလားလိုနေလားအဲ့ဒါကြည့်ပြီးတော့မှနှစ်ခုတွေကတေချာရွေးလို့ရပါတယ်ဒါကတော့တစ်ချက်စီမှာအတန်းတက်ချင်တဲ့သူတွေအတွက် information လေးတချို့ပြောပြပေးပါမယ်ဒီဘက်မှာရှိရတာကကြတော့တယောက်ချင်းတက်လို့ရတာရှိရယ်ပြီးရင်ကိုယ့်ဘာသာကိုတငယ်ချင်းတွေနဲ့ private ပုံစံမျိုးတက်လို့ရတာရှိမယ်ဒီနှစ်ခုလုံးကအချိန်လဲကျောင်းသားဘက်ကအဆင်ပြေတဲ့အချိန်ညှိလို့ရတယ်ကိုအားတဲ့အချိန်တက်လို့ရတယ်နောက်တစ်ခုကတင်ရိုးဆိုလို့ရှိရင်လည်းကျောင်းသားအပေါ်မူတည်ပြီးတော့မှဆွဲပေးမှာဖြစ်တယ်ကျောင်းသားအိမ်စာဘယ်လောက်လုံနိုင်လဲဆိုတာအပေါ်မူတည်ပြီးတော့မှတင်ရိုးကိုမြန်သွားတာဒါမှမဟုတ်ကျောင်းသားရဲ့အမြန်နှုန်းနဲ့မှီအောင်လို့ညှိပေးတာမျိုးလုပ်လို့ရတယ်ဒီတန်းတွေကကြတော့ကိုကအခုမှစပြီးတော့တက်မဲ့သူလားအရင်တော့လုံးဝမတင်ဘူးတဲ့သူလားဒါဆိုရင်အစားကနေတင်ပေးတယ်ဒါမှမဟုတ် revision ပဲလုပ်ချင်တယ်မိကုန်းပဲတီးတန်းလေ့ကျင့်ချင်တာဆိုလို့ရှိရင်လည်းရတယ်ကိုကြိုက်တဲ့ပုံစံမျိုးကိုရွေးလို့ရပါတယ်အတန်းပြီးသွားတဲ့အခါမှာစုပြန်ချတာမျိုးတွေလည်းရှိပါမယ်အခုပြထားတဲ့တလားပြအတန်းကကြတော့ဒါကစာမေးပွဲနီးတဲ့သူတွေအတွက်တီးတန့်ဖြစ်ပါတယ်စာမေးပွဲနီးတဲ့သူတွေဘာလုပ်ပေးမလဲဆိုတော့ revision ပြန်ပေးမယ်
နောက်ပြီးကြောက်လို့ရှိရင် test တွေကိုအပြင်ကနေဘယ်ဟာတွေဖြေရင်ကောင်းမလဲဘယ်ဟာတွေက real နဲ့တူလဲလိုက်ပြီးတော့ရှာနေစရာမလိုဘူးမေကွန်းအစုံလိုက်လေ့ကျင့်စရာတွေအင်စာပေးသွားမှာဖြစ်တယ်နောက်တစ်ချက်အနေနဲ့အတန်းထဲမှာဆိုလို့ရှိရင်လည်းမေကွန်းတွေပေါ့နော်အဲ့ဒီမေကွန်းတွေကကြတော့နောက်ပိုင်းမေကွန်းတွေတင်ပင်တွေ့လိမ့်မယ်တာမန် practice test တွေထဲမှာရှာလို့မလွယ်ပါဘူးဒီချက်ဘာသာလုပ်ပေးထားတဲ့မေကွန်းတွေပါ fact and opinion တို့ historical circumstance တို့ idea reflect တို့ bias တို့ propaganda တို့အဲ့လိုမေကွန်းအမျိုးအစားတွေကိုအပုပ်200လေ့ကျင့်ပေးသွားမှာဖြစ်တဲ့အရေးအတွက်များများနေပေါ့နောက်ထပ်အကောင်းဆုံးတစ်ခုကကြတော့ question approach မေကွန်းဖြေနေပါဘယ်လောက်ပဲလေ့ကျင့်ကိုလေ့ကျင့်တဲ့နည်းလမ်းမှားနေရင် test data အများကြီးဖြည့်ပြီးသွားတယ်အခုထိမတိုးတက်လာဘူးဆိုတော့ပုံမျိုးပဲဖြစ်နေအောင်ပါတော့မေကွန်းအမျိုးအစားအလိုက်တချို့ဟာတွေဆိုရင်စာပိုင်းမဖတ်ဖ ೇನೆ အချိန်တက်တာဖြေလို့ရတယ်အဲ့လိုဖြေနည်းတွေမေကွန်းတွေတွေးလို့ရှိရင်အလွယ်တကူဘယ်လိုမျိုးနားလည်အောင်ဖတ်ရမလဲစာပိုင်းရှည်တွေဆိုရင်အချိန်ကုန်တက်အောင်ဘယ်လိုဖတ်ရမလဲဒါမျိုးနီးလန်းတွေပြောပြပေးသွားမှာဖြစ်ပါတယ်နီးလန်းမှန်နဲ့လေ့ကျင့်တော့မှကိုလေ့ကျင့်တာတကယ်ထိအောင်ပါဒါကလည်းလတိုင်းဖွင့်နေပါတော့လာတိုင်းဖွင့်တဲ့အတွက်သူလည်းပဲအချိန်မရွေးလာအပ်လို့ရတယ်တခုရှိတာကကြတော့ဒါကတော့ဒီချေအားတဲ့အချိန်ပဲတင်ပေးမှာဖြစ်တယ်ကျောင်းသားဘက်ကလိုချင်တဲ့အချိန်ကိုညှိလို့မရဘူးဈေးတော့တက်တာပါတယ်ပြီးစီကိုမှ9000ပဲရှိပါတယ်နောက်ပြီးရင် duration ကလည်းတက်လာပါဘလို့တင်ချင်တယ်ဆိုပြီးတော့ညှိလို့တော့မရဘူးကြတော့ဒီချေကပုံသေးဆွဲပေးထားတဲ့တင်ကိုရှိရဲအဲ့ဒီတင်ကိုအတိုင်းပဲတစ်လအတွင်းပြီးတင်ပါပါစာလိုက်လုံးနိုင်တဲ့သူဆိုရင်ဒီတန်းတက်လို့ရပါတယ်။ကျောင်းသားကတော့ထုံးစံအတိုင်းပဲ3ယောက်ကနေ9ယောက်လောက်ထိပဲလက်ခံမယ်ပေါ့နော်။အဲ့ဒါမှလူနေတော့မှတေချာတယောက်ချင်းလိုက်ကြည့်ပေးလို့ရအောင်လို့ပါ။အဲ့တော့ဒီတန်းတွေအကြောင်းပို့ပြီးတော့သိချင်တယ်နောက်ထပ်မေးချင်တာရှိရဲဆိုလို့ရှိရင်လည်းအခု teacher ရဲ့ Telegram account မှာလာမေးလို့ရပါတယ်။ဟုတ်ပြီနောက်တစ်ပုတ်ကလည်းပဲ historical circumstance လို့ပဲမေးပါတယ်။ဒီဟာလေးလည်းကိုယ့်ဘာသာကိုအရင်ဖြည့်ကြည့်ပါအချိန်2မိနစ်ပေးပါမယ်။ဒီချိန်ပြည့်ပြီဆိုတော့အဖြေတိုက်ပေးပါမယ်။မေကွန်းဖြစ်မယ်ဆိုရင်အစစ်တစ်ဘာလုပ်ရမလဲဆိုတော့ခုနှစ်သွားကြည့်ရမယ်1965ဒီမေကွန်းဘယ်သူပြောလဲဆိုတော့သမရလင်ဒန်ဘီဂျွန်ဆန်ပြောတာဖြစ်တယ်1965မှာဖြစ်နေတဲ့ကိစ္စဘာကိစ္စရှိလဲဆိုတော့ပြည်ပမှာဆိုရင်စစ်အေးတိုက်ပွဲဖြစ်နေတယ်ပြည်တွင်းမှာဆိုရင် Civil Rights Movement ဆိုတဲ့လူမဲတွေရဲ့ဆန္ဒပြပွဲတွေဖြစ်နေတယ်ခုနှစ်ကြည့်ပြီးတော့ teacher တို့အဖြေခံမှန်းလို့ရပြီမေကွန်းကလည်း historical circumstance ဆိုတော့မေးရဆိုတော့ခုနှစ်ကြည့်အောင်လည်းတန်းဖြေလို့ရတဲ့အထက်မှာပါတယ်အဲ့တော့လူမဲနဲ့ဆိုင်တာ choice A ရှိရယ်ပြီးရင်ခိုးဝါနဲ့ဆိုင်တာ choice D ရှိပါတယ်
တော့အဖြေလေးခုမှာဒီနှစ်ခုဖြစ်နိုင်နေပေါ့ကြားတဲ့ဟာလေးဖတ်ကြည့်မယ်ဆိုရင် choice B ကလည်းခုနှစ်ကြည့်ပြီးပယ်လို့ရတယ် abolition နဲ့ကျွန်စနစ်ဖြတ်သိမ်းတယ် ban slavery ကျွန်စနစ်ဖြတ်သိမ်းတယ်ကျွန်စနစ်ဖြတ်ဖို့အတွက် American မှာဗာ amendment ထုတ်ပေးထားလဲဆိုတော့ 13 amendment ထုတ်ပေးထားပါတယ်အဲဒီ73 14 15ဆိုတဲ့ amendment 3ခုကို reconstruction amendment ပြန်လည်တည်ဆောက်ရေးကာလမှာထုတ်ခဲ့တဲ့ amendment လို့ခေါ်တယ်Civil War အပြီးမှာထုတ်ခဲ့တဲ့ဟာပေါ့ Civil War ကဘယ်နှစ်ခုနှစ်ဖြစ်ခဲ့လဲဆိုတော့1861ကနေ1865အထိဖြစ်ခဲ့တာအခုက1800ခုနှစ်လားဆိုတော့မဟုတ်ဘူး1900တောင်ရောက်နေနော်ကျိုးစနစ်ကပိုးရင်တွေကဖြတ်ပေးပြီးသွားပြီဒါကြောင့်အခု1965မှာအဲ့ဒါနဲ့မဆိုင်တော့တဲ့အတွက် B ကိုပေးတယ်ကျန်တဲ့3ခုထဲမှာ A နဲ့ D ကိုတွားကြည့်ပါမယ်လူမဲအကြောင်းပြောတာလားဒါမှမဟုတ်စစ်အေးတိုက်ပွဲအကြောင်းပြောတာလားတွားဖက်ကြည့်တဲ့အခါတီချာတို့နာမည်လေးတွေ့ရပေါ့ capital letter တွေနဲ့ဆိုရှာရလို့ရင်အဲ့လိုဟာလေးအရင်ဖြတ်ခနဲ့ဖတ်ကြည့်ပေါ့ဖတ်ကြည့်တဲ့အခါမှာအလာဘာမှာဒီမျိုးကဆန္ဒပြပွဲအကြီးအကျယ်ဖြစ်ခဲ့တဲ့မျိုးပါလူမဲတွေရဲ့ခေါင်းဆောင်ဖြစ်တဲ့မာတင်လူသာကင်းတော်မှာအဲ့ဒီမျိုးမှာဆန္ဒပြရင်ဖမ်းခံရမှုတယ်နောက်မှလည်းဘာတွေ့လဲဆို American Negro နောက်ဆုံးမှလည်း Negro လို့တွေ့ရဒါကြောင့်မို့လို့ဒီစာပိုက်ကတေချာပေါက် African American အကြောင်းပြောထားတာပါဆိုတော့အဖြေက choice A ဖြစ်ပါတယ်နောက်တစ်ပုတ်လည်း Lyndon B Johnson ပြောထားတဲ့မိန့်ခွန်းလေးပါပဲကိုယ့်ဘာသာကိုအရင်ဖြေကြည့်ပါ2မိနစ်ပြည့်ပြီနော်ပြည့်ပြီဆိုတော့အဖြေတိုက်ပေးပါမယ် Central Argument ဆိုတော့သမ္မတဂျွန်ဆန်ကဘာကြောင့်အဓိကပြောနေတာဖြစ်မလဲပေါ့ဆွမ်းနာကစာပိုက်ကိုတီချာတို့အကြမ်းပြင်းဖတ်ပြီးရတော့တည်ပြီးပြီဒါ Civil Rights Movement အကြောင်းလူမဲတွေအကြောင်းပြောနေတာအဖြေဖတ်ကြည့်လိုက်တဲ့အခါမှာသူက equal right နဲ့စီးပွားရေးနဲ့နှိုင်းယှဉ်ပြီးပြောထားတယ်တီချာတို့စာဖတ်ရင်ဘာလိုက်ဖတ်ရမလဲဆိုတော့ဒီထဲမှာစီးပွားရေးအကြောင်းရောပါလားဒီနှစ်ခုနှိုင်းယှဉ်ထားတာပါလားဆိုတော့လိုက်ပြီးတော့ဖတ်ကြည့်ရပါမယ် choice B ကကြတော့ equal right နဲ့ပတ်သက်တဲ့ကိစ္စကလူမဲတွေကိစ္စတွေမဟုတ်ဘူးဒါတနိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စပေါ့ဒီဟာမဖြေရှင်းပေးနိုင်ဘူးဆိုလို့ရှိရင်တို့တနိုင်ငံလုံးအသုံးမကျလို့ပဲဆိုပြီးတော့ပြောထားတယ် choice C ကကြတော့ equal right နဲ့ပတ်သက်တဲ့ပြဿနာကို state တွေကပဲရှင်းရမယ်နိုင်ငံတော်အစိုးရနဲ့မဆိုင်ဘူးလို့ပြောထားတယ် choice D မှာကြတော့ civil rights movement တွေကအခုချိန်မှာတိတ်ပြီးတော့အရေးမကြီးသေးဘူးကွာနောက်ထပ်အချိန်လေးနည်းနည်းထပ်ဆောင်ပြီးတော့မှကြာတော့မှရှင်းပေးမယ်ဆိုပြီးတော့ပြောထားပါတယ်ပြစာလိုက်ဖတ်ကြည့်မယ်ပေါ့ဖတ်ကြည့်တဲ့အခါသူကဒီညမှာလူသားတရားအနေနဲ့ဒီမိုကရေစီအကြောင်းပြောမှာဖြစ်ပါတယ်။ဂျားထဲမှာလည်း freedom အတွက်ဆန္ဒပြပွဲတွေဖြစ်ခဲ့တဲ့အကြောင်းပြောထားပါတယ်။နောက်တစ်ပိုင်းမှာကျတော့ဗာရေးထားလဲဆိုတော့သူတို့နိုင်ငံမှာဆိုလို့ရှိရင်တဲ့လူမဲတွေကိုနှိမ်တဲ့ပြဿနာမျိုးဖြစ်နေတယ်။အမေရိကန်နိုင်ငံအနေနဲ့ရန်သူတွေကိုလည်းစစ်ပွဲတွေမှာဆိုလည်းချနိုင်ခဲ့တယ်။ချမ်းသာအောင်လည်းလုပ်နိုင်ခဲ့တယ်။ဒါပေမဲ့
အခုဒီ equality ဆိုတဲ့ပြဿနာကိုတော့မဖြေရှင်းပေးနိုင်သေးဘူးဒီပြဿနာကိုမဖြေရှင်းပေးနိုင်တဲ့အတွက်သူတို့ကအတုံးမကျတဲ့သူတွေအတုံးမကျတဲ့နိုင်ငံအဖြစ်သူများသူတို့မြင်သွားလိမ့်မယ်ဒါကြောင့်အဲ့လိုမမြင်အောင်လို့ဒီပြဿနာကိုရှင်းမယ်ရှင်းဖို့အတွက်တမရနဲ့အတူတူ join ပြီးတော့မှပြည်သူတွေအားလုံးပါဝင်ပြီးအလုပ်လုပ်ပေးကြဖို့ပြောထားတယ်ဒီလိုတွေနဲ့ပဲဆိုင်တဲ့ပြဿနာမဟုတ်ဘူးလူအားလုံးနဲ့ဆိုင်တဲ့ပြဿနာဖြစ်တဲ့အတွက်ဒီပြဿနာကိုရှင်းဖို့တနိုင်ငံလုံးကူညီပေးလို့ပြောထားတယ်economic အကြောင်းပါလားဆိုတော့ဒီနေရာလေးမှာချမ်းသာကြွယ်ဝမှုလို့ပြောထားတဲ့အတွက်ပါတော့ပါတယ်ဒါပေမဲ့အိမ်မှာပြောထားတာကဘယ်လိုမျိုးလဲဆိုတော့စီးပွားရေးပိုအရေးကြီးရပေါ့ equal right ကတိတ်အရေးမကြီးစာပိုက်ထဲမှာအဲ့လိုပြောချင်တာမဟုတ်ဘူးသူတို့ချမ်းသာတယ်ဒါပေမဲ့unequal ဖြစ်နေရဆိုရင်အတုံးမကျတဲ့သူတွေဖြစ်နေတော့ပဲလို့ပြောထားတာပါအဲ့တော့တမရဖြစ်ချင်တာကကျတော့ equal right ကပိုအရေးကြီးတာအိမ်မှာကျတော့ equal right ကဒုတိယနေရာလို့ပြောထားတဲ့အတွက်မှားပါတယ် choice B ကဖြစ်နိုင်တယ်နော်equal right ကတနိုင်ငံလုံးနဲ့ဆိုင်တဲ့ပြဿနာဆိုပြီးတော့မှသူပြောထားပါတယ်အဲ့ဒီပြဿနာကိုမရှင်းနိုင်ရင်တနိုင်ငံလုံးအသုံးမကျတာပေါ့ဒီနေရာလေးမှာပါတယ်အောက်မှာဆိုရင်လေလူမဲတွေနဲ့ပဲဆိုင်တာမဟုတ်ဘူးဒါလူသားအားလုံးနဲ့ဆိုင်တဲ့ပြဿနာမို့လို့အားလုံးဝင်ပြီးဖြေရှင်းပေးလို့ပြောတဲ့အတွက်ဘေးရဖြစ်နိုင်တယ်ခဏထားခဲ့စီကိုကြည့်အောင်စီမှာကြတော့ဖက်ဒရယ်အစိုးရကလုံးဝဝင်မပါဘူးတဲ့ဒါကတော့မှားတယ်ဘယ်စာသားကိုကြည့်ရင်သိလဲဆိုရင်တမရကိုယ်တိုင်ပြောနေတာဖြစ်တယ်တမရကဥဆောင်ပြီးလုပ်ပေးမယ်ပြည်သူတွေကဝင်ကူတမရကိုယ်တိုင်ဝင်ပါနေတာကိုနိုင်ငံတော်အစိုးရမပါဘူးလို့ပြောထားတဲ့အတွက် choice C ကမှားပါတယ် choice C ကကြတော့အခုချက်ချင်းလုံးဆရာမလို့သေးဘူးအချိန်တစ်ခုထပ်ဆောင်တယ်ဒါလည်းမှားတယ်ဗီဇာကြောင်းနဲ့ကြည့်ပြီးပယ်လို့ရလဲဆိုတော့ walk-in long hour ဒီဟာလေးကိုကြည့်ပြီးတော့မှပယ်လို့ရပါတယ်အင်တိုက်အားတိုက်နဲ့နင်းနေညညမယမနာဝင်ကူဖို့ရေးထားတယ်အမှန်တရားတမရကဒီဥပဒေကိုအမြန်ထုတ်ပေးခြင်းနေရပါ choice ဒီမှာပြောထားသလိုအချိန်ဆွဲတဲ့နေရာမဟုတ်ပါဘူးအဲ့ဒီအတွက်ဒီကိုပယ်လိုက်ပါတယ်ဒါကြောင့်ဒီ chair ရဲ့အဖြေလေးက choice B ပါဟုတ်ပြီနောက်ဆုံးတစ်ခုက propaganda ဝါဒဖြန့်တာပါဝါဒဖြန့်တယ်ဆိုတာကိုလှုပ်တဲ့အတိုင်းသူများတွေလိုက်လှုပ်လာအောင်လို့ကိုထင်မြင်တဲ့အတိုင်းသူများတွေလိုက်ပြီးတော့ထင်မြင်လာအောင်လို့လုပ်တာဖြစ်ပါတယ်ရေုံဆုံး opinion သူ့စီမှာထင်မြင်ချက်တစ်ခုရှိတယ်ပြီးရင်သူထင်တဲ့အတိုင်းသူများတွေလိုက်ထင်အောင်လို့ဆွဲဆောင်မေးပေါ့ဆွဲဆောင်တဲ့အခါဘလို့အချက်ကိုအဓိကသုံးလဲဆိုတော့ emotional appeal ဆိုတဲ့အချက်ကိုအဓိကသုံးပါတယ်စိတ်ခံစားချက်တွေပေါ်အောင်လုပ်တာပေါ့ဥပမာဒီစကားကြီးပြောလိုက်လို့နားထောင်လိုက်ရတဲ့သူတွေစိတ်တူသွားကြားလိုက်တဲ့အခါကိုကဝမ်းသာတာဝမ်းနေတာတော့အဲ့လိုမျိုး emotion တစ်ခုဖြစ်သွားတဲ့စာသားမျိုးပေါ့အဲ့လိုစာသားမျိုးတွေတုံးပြီးတော့မှဝါဒဖြန့်ပါတယ်အဖြစ်ထဲမှာဒီလိုမျိုးဟာလေးရှာကြည့်ပါမယ်အချိန်2မိနစ်ပြင်မယ်နော်โอเคအချိန်ပြည့်သွားပါပြီ
ပြည့်သွားပြီဆိုတော့ choice A ကိုကြည့်ရအောင် choice A မှာကကြတော့အခုလက်ရှိမှာလူမဲတွေ equal right နဲ့ပတ်သက်ပြီးတော့ပြဿနာတွေဖြစ်နေတယ်ဒါအမှန်တရားပဲ1965ခု civil rights movement မှာဆန္ဒပြကြတယ် fact ဖြစ်နေတဲ့အတွက် A ကိုပယ်ပါမယ်ဘာကြောင့်လဲဆိုတော့ propaganda ဖြစ်ဖို့ဆိုရင် opinion ဖြစ်ရမှာသူက opinion တာဟုတ်မနေဘူးchoice ပေးမှာကြတော့ငါနဲ့အတူဝိုင်းကူလုပ်ပေးပေါ့လိုအပ်လို့ရှိရင်ငါနဲ့အတူကူလုပ်ပေးပါလို့ပြောရတဲ့အတွက်မတိကျသေးဘူးဆိုရင်လည်း B ကိုခဏထားခဲ့မယ် choice မှာဆိုရင်လည်းဒီမှာဝေဖန်ထားတာတွေပါနေတဲ့အတွက် C လည်းဖြစ်နိုင်တယ်ခဏထားမယ် choice D ကိုကြည့်အောင် choice D မှာကြတော့ lesson 10နဲ့ concord ဆိုတာသူတို့တော်လိုင်းစစ်ပွဲကာလတုန်းကစစ်စားဖြစ်ခဲ့တဲ့နေရာပါဒီမှာဆိုရင်နေရာအတိအကျပြောထားတယ်အရင်တစ်ပတ်က Ella ဘာမှဆန္ဒပြပွဲဖြစ်တယ်စိတ်ခံစားချက်နဲ့ပြောထားတခုမှမပါဘူးဘယ်နေရာမှာဘာဖြစ်ခဲ့လဲဆိုတော့အတိတ်ကတမိုင်းဖြစ်တွေကိုအတိအကျပြောထားတာဖြစ်တဲ့အတွက်သူလည်း fact ပဲအဲ့တော့ D ကိုပယ်လို့ရတယ် B နဲ့ C ကိုစဉ်းစားကြည့်အောင်ဆိုတော့ emotion နဲ့အပြီးမိကုန်းမှလည်းပါတယ် emotion ပါတဲ့ဟာကိုရွေးပေးပါတဲ့ဒီနှစ်ခုမှဘယ်ဟာကစိတ်ခံစားချက်ပါတယ်ထင်လဲဟုတ်တယ်နော် choice မှာဘာပြောထားလဲဆိုတော့ hope to or အားလုံးကိုမျှော်လင့်ချက်တွေပေးမယ်မျှော်လင့်ချက်ဆိုတဲ့စလုံးပါနေအဲ့ဒါအပြင်ဒီမှာ American တွေကိုမြှောက်ပေးထားတယ် American ဆိုတာလုံးဝအရန်တော်တဲ့တက်တဲ့နိုင်ငံပေါ့ဘာလို့မြှောက်ပေးလဲဆိုတော့သူနဲ့အတူဝင်ကူလုပ်ပေးအောင်လို့အဲ့လိုမြှောက်ပေးနေတာဖြစ်ပါတယ်ဒါကြောင့် choice C ကနှစ်ချက်လုံးနဲ့ညီနေတဲ့အတွက် C က propaganda ပါစာမေးပွဲမှာဆိုရင်လည်း propaganda တော့ပါလို့ဆိုထားလိုက်တာနဲ့သူကတိတာတယ်လုံးဝကြီးအကောင်ပြောနေတာတော့ဘာမှမဟုတ်ဟိုတရားရောက်ကိုမိုးချိုးမြစ်ချိုးလုံးဝတိုက်ခိုက်နေတာဒီအမက်ကလူချမ်းသာတွေကိုပဲဂယုစိုက်တာတာမန်ပြည်သူတွေကိုကြတော့ပြစ်ထားတယ်အဲ့လိုမျိုးလိန်ထားတဲ့ဟာမျိုးတွေပေါ့ဒီလိုဟာရေးဆိုရင် propaganda ပါကိုကဒီချက်နဲ့မဖြေတတ်ဘူးဆိုရင်နောက်ဆုံးရန်ဖြစ်မယ်ဆိုရင်တော့စာသားကိုဘာသာပြန်ကြည့်လို့မှဗလိမ္မာလေတန်နဲ့ပြောထားရဲဆိုရင်အဲ့ဒါ propaganda ပဲမိခွန်း series လေးကတော့ဒီလောက်ပါပဲနောက်ထပ်ဘာတင်ပေးသွားဖို့ရှိလဲဆိုတော့သိပ္ပံမှာ experiment question လေးတက်စုထားရှိတယ်အဲ့ဒါလေးတွေဆက်ပြီးတော့တင်ပေးသွားဖို့ရှိပါတယ်ဒါမဲ့ဂျားထဲမှာတော့ social video တွေပဲလုပ်ပြအောင်မှာပေါ့နော်အဲဒီ science experiment question ကတော့ YouTube channel လေး 1k ပြီးတော့မှတင်မလားလို့ subscriber 1k ပြီးတော့မှအဲအကြောင်းမို့လို့ဒီဟာလေးကို share ပေးကြအောင်နော်